တာဝန်ယူမှုတာဝန်ခံမှုနဲ့ပတ်သက်ပြီးတော့သရုပ်ထားနေအပိုင်းလေးရာကိုဆက်ပြီးတော့ပြောပြမယ်ခေါင်းဆောင်ဆိုတာလေသူ့ရဲ့နောက်လိုက်တွေကိုနော်တာဝန်ယူမှုတာဝန်ခံမှုလုပ်ပေးရတယ်နော်ဒါမဲ့ဒီခေါင်းဆောင်ကိုကြတော့ဘယ်သူကတာဝန်ယူမှုတာဝန်ခံမှုတောင်းလဲကဲအဲ့ဒီခါကြတော့အဲ့ဒီမှာဖွင့်လာဒီခေါင်းဆောင်နေဘယ်သူကသူ့ကိုတာဝန်ယူတိတ်တက်အောင်ပေါ့တတိပေးလေတယောက်နဲ့တယောက်နှိုးဆော်တယ်နော်တာဝန်ယူမှုတာဝန်ခံမှုတောင်းတယ်ဆိုအမိန့်နဲ့ယူပဲပြောနေရမဟုတ်ကောင်းဘယ်သူကနေပြီးကိုယ်ပဲဟေးလုံးဖော်ကင်ပဲအချင်းချင်းလုံးခေါ်ကင်ပဲအချင်းချင်းဆိုတာကိုလုံးနေတဲ့ဖွဲ့စည်းကိုနဲ့လုံးတဲ့သူအချင်းချင်းဥပမာ pastor to pastor နော်ကျောင်းသူကျောင်းသားတူကျောင်းသူကျောင်းသားချင်းချင်းဥပမာပြောတာဘာလဲဆိုတော့ဒီလိုလောက်တာထိရောက်တယ်ဒီခါလေကြားလို့ရှိရင်လေ parent teacher meeting လို့ဘာလို့မှဆိုလို့ရှိရင် accountable တော့မဟုတ်ပါဘူးသူတို့ချင်းချင်းပြောတယ်ဒီကျွန်မစာတော့ဆိုလို့ရှိရင်ဆီယာမကြောက်ကသူလုံးလို့ကန်တော်ရခတ်နေတဲ့ဟာမျိုးဟာတယောက်ကနေပြီးတော့ငါဒီနီးနဲ့ကန်နေ तू ကဒီလိုမျိုးကြိုက်တယ်ဆိုတာဒါ special need child တွေနဲ့ဆိုလို့ရှိရင်သူတို့ချင်းချင်းသူတို့အန်ပြီးတော့ကွာဖြစ်တယ်ကျွန်မတွေ့ဘူးတယ်နော် feel သူတို့ဟိုဘယ်လိုလက်တွဲခေါ်တယ်လို့ပြောရမယ်အဲ့ဘာလဲဆိုခေါင်းဆောင်နေ level 2ချင်းချင်းအဲ့ဒီဟာကိုကျမတို့ဘယ်မှာသွားပြီးတော့ရှာလို့တွေ့မလဲဆိုတော့ကျမတို့အနေနဲ့ရှင်ပေတီယူဩဝါဒစာအခန်းကြီးပထမဆောင်အခန်းကြီး9အငယ်1ကနေ4ရှင်ပေတီယူဩဝါဒစာအခန်းကြီးဆောင်ပထမဆောင်အခန်းကြီး9အငယ်1ကနေ4အဲ့မှာဘာလဲဆိုတော့ရှင်ပေတီယူကသူကelder ပေါ့နော်သင်အုပ်ဆိုတာမြန်မာပြည်မှာမြန်မာစကားနဲ့ဆိုရင် pastor သင်အုပ်ဆိုတကယ်တမ်းကျတော့သင်အုပ်ဆိုတာ elder တွေကသူတို့ဒီကျမ်းစာထဲမှာ bishop ကစဒီအသင်းတော်ကိုဦးစီးဦးဆောင်အုပ်တဲ့လူနော်ဒီမှာ EC ပဲခေါ် elder ပဲခေါ်ခေါင်းဆောင်ဆိုတဲ့နေရာ position မှာဝင်ပြီးတော့ယူနေပြီဆိုလို့ရှိရင်တာဝန်ယူမှုတာဝန်ခံမှုကတော့ရှိရတယ်မရှိလို့ရှိရင်အချင်းချင်းပြန်တတိပေးရတယ်ဒါကြောင့်မလို့ရှင်ပေတီယူကဘယ်လိုရေးထားလဲဆိုရှင်ပေတီယူဩဝါဒပထမဆောင်အခန်းကြီး9ငယ်1ကနေ4ကိုဖတ်မယ်နော်သင်တို့အရာ၌၎င်းခရစ်တော်ဤဆင်းရဲဒုက္ခဝေဒနာကိုသိမြင်သောတတ်တဲ့အရာ၌၎င်းခံထားသောသူထင်ရှားစေတော်မူတတ်သောဘုန်းသေးတော်ကိုဆက်ဆံသောသူဖြစ်သောငါပေတီယူသည်သင်တို့တွင်ရှိသောသင်အုပ်ချင်းတို့ကိုတောင်းပန်ပါ၏သင်တို့နှင့်အတူရှိသောဖျားသခင်၏သိုးတော်စုကိုထိန်းခြင်းအမှုမှာအနိုင်ထင်ရသောကြောင့်မဟုတ်မစင်ကြယ်သောစီးပွားကိုတတ်မဲ့သောကြောင့်မဟုတ်ဘဲအလိုစေတနာရှိ၍ကြီးရှုထိန်းကြလော့အတီးတီးအုပ်သောအသင်းတော်တို့ကိုအာဏာထား၍အစိုးတရားပြုသည်မဟုတ်ဘဲသိုးတော်သူရှိမှပုံသက်တွေကိုပြတော်သူဖြစ်ကြလော့တို့ဖြစ်လျင်သိုးထင်းကြီးပေါ်ထွန်းတော်မူသောအခါတင်တို့သည်မညှိုးမနှွမ်းတတ်သောဘုံကြီးသောဖန်ဥယျာတော်ဖူကိုခံရကြလိမ့်မည်ကဲအဲ့ဒီဟာကိုကြည့်ချင်းအဖြစ်ပါလဲဆိုတော့ရှင်ပေတူကနေပြီးတော့သူနဲ့အတူတူတဲ့နော်တိုးရင်းချင်းကိုဘာလဲဆိုတော့တောင်းပန်ပြီးတော့ please ပေါ့နော်ကျေးဇူးပြုရဒီလိုလုံးကြနော်တော့ဒီမှာဘာကြီးရဘာလဲဆိုတော့သူကအချင်းချင်းနော်အချင်းချင်းပြန်ပြီးတိုင်နေစေနေရနော်ဆိုတော့သူကဘာလဲဆိုအဓိကဘာလဲဆိုတော့သူကသိုးထိန်နေအချင်းချင်းပြန်ပြီးတော့ပြန်ပြီးသတိပေးတဲ့ဟာဘာဖြစ်လို့လဲဆိုတော့သူတို့ထက်မှာသိုးထိန်ကြီးရှိတယ်ဒီနော်ဆိုတော့သိုးထိန်ကြီးရှိတဲ့အတွက်သူကတယောက်နဲ့တယောက်ပြန်ပြီးတော့တာဝန်ယူမှုတာဝန်ခံမှုတောင်းပြီးတော့ဟေ့ငါတို့တော့ဒါဟုတ်ဒီမှာအခုသူပြောတဲ့ဟာမှာနော်သိုးတော်စိတ်
စောက်သူကိုတဲ့ထိန်းခြင်းမှုမှာအနိုင်ထိန်းရတော့ကြောင်မဟုတ်တဲ့နော်အဲ့ဒါဘာလဲဆိုတော့အာနာပါဝါပြတာနော်ငါခေါင်းဆောင်ဟေးဆိုပြီးabuse of position ပေါ့နော်ပြောရလို့ရှိရင်ကိုညှင်းဆဲတတ်တဲ့ဟာနော်တယောက်စီတိုင်းကနော်လူဆိုတာလူပဲဟိုလမ်းလွဲတတ်တယ်နော်ဇာတိရှိတတ်တယ်ဆိုတဲ့အခါမှာကိုကမာနရစွတ်ကြီးမနေဘူးဆိုလို့ရှိရင်ကိုရဲ့တကယ်ချင်းကတတိပေးပြီဆိုလို့ရှိရင်ကိုလက်ခံမိမှာပဲမာနရစွတ်ကြီးနေလို့ရှိရင်တော့တတ်ပေါ့နော်ထားလိုက်တော့ဆိုတော့အဲ့တော့ဘာလဲဆိုတော့အချင်းချင်းတဲ့အခါမှာငါတို့ဒီတဲ့မုတ်စာစကားကိုပယ်ရှားရင်မှန်ကောစကားကိုသာအချင်းချင်းတယောက်နဲ့တယောက်ပြောကြလို့အကြောင်းမူကငါတို့ဒီအချင်းချင်းအင်္ဂါချင်းဖြစ်ကြသည်ဒါအိဖက်ခန်းကြီးလေးငွေ25မှာပါပြီးသားဘာလဲအချင်းချင်းကအင်္ဂါချင်းဖြစ်တယ်အင်္ဂါချင်းဖြစ်တဲ့အတွက်နော်ဒီကိုဒီအကုန်လုံးကပန်းနိုင်တစ်ခုကိုဥတည်နေတယ်တကယ်ပဲအင်္ဂါချင်းတော့အင်္ဂါချင်းဆိုတာကိုယ့်ရဲ့အင်္ဂါကိုဖြတ်တောက်ပြီးထားရခဲ့တဲ့သူဆိုတာရှိမှာမဟုတ်ဘူးခန္ဓာကိုယ်တစ်ခုอ่ะနော်ကျမကနေပြီးတော့အင်းနေဥစားမျက်နှာသိချင်လို့ဆိုပြီးတော့မျက်နှာပဲတက်မှလက်မဆေးဘူးဆိုပြီးတော့ကျမလက်ကိုထားခဲ့လို့ရတာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ကျမဥစားမျက်နှာသိဖို့အတွက်ကိုကျမလက်လို့တယ်အဲ့လိုပဲခြေအောက်ကိုလည်းထားခဲ့လို့မရအောင်နော်ကြပြဆိုတော့ကျမတို့ကခရစ်တော်ရဲ့ကိုအင်္ဂါစုချင်းဖြစ်တယ်ဆိုရင်ကျမတို့ကတလုံးတော့ရတယ်ဖြစ်ရမယ်အဲ့လိုတလုံးပွားတယ်ဖြစ်တဲ့အခါကျလို့ရှိရင်တယောက်နဲ့တယောက်လက်ခေါ်ဆောင်အားမယ်ပြအားမယ်နော်ဒါကရွေးခိုင်းတာမဟုတ်ဘူးလုံးချင်လို့မလုံးချင်နေလို့ဆိုပြီးပြောထားတဲ့အရာမဟုတ်ဘူးဒါလုံးကိုလုံးရမယ်ဒါလို့ဖြစ်တဲ့အတွက်ဒါကိုရှင်ပြေတူးကဒါကိုပြတာဒီဘာဖြစ်လို့လဲဆိုတော့တယောက်နဲ့တယောက်တာဝန်ယူမှုတာဝန်ခံမှုတောင်းကြရဖြင့်ဒါပြရတယ်နောက်တော့အချင်းချင်းတယောက်နဲ့တယောက်ကိုအပြစ်ကိုဖော်ပြတောင်းမှန်ကြလို့ချမ်းသာရမည်အကြောင်းချင်းချင်းတို့ဖို့ဆုတောင်းကြလို့သူတော်ကောင်းဆုတောင်းရင်အရှိန်ကြီးသောပထနာသည်အလွန်တကူပါသည်အဲ့ဒါရှင်ရကုတ်ခန်းကြီး9ငယ်16ဆိုတော့လာစဉ်အစည်းအဝေးလုပ်တာတို့ဟောဒါတွေကအလဟတ်မဟုတ်ဘူးအလဟတ်ဟာဟိုပြောဘာလုံးမဲ့ဟဲ့ညာလုံးမဲ့ဟဲ့ဆိုပြီးတော့ရောင်စင်အစည်းအဝေးမှာပြောရတဲ့ငွေဆိုင်လို့ပြီးလို့ရှိလို့ရှိရင်အစည်းအဝေးပြီးလို့ရှိရင်အစည်းအဝေးကနေမှအကုန်လုံးထိုင်းခဲ့မဟုတ်ဘူးအဲ့လိုမျိုးမဟုတ်ဘူးနော်တယောက်နဲ့တယောက်နောက်တစ်ခါတပလာကြလို့ရှိရင်လုံးမဲ့ဆိုတဲ့ဟာမလို့ဖြစ်လို့ရှိရင်တယောက်နဲ့တယောက်ပြန်ပြီးတော့ဆွေးနွေးရမယ်နော်တယောက်နဲ့တယောက်တာဝန်ယူမှုတာဝန်ခံမှုပြန်တောင်းရမယ်ဒါတွေကရှိကိုရှိရမယ်အဲ့ဒါတွေမရှိလို့ရှိရင်အဲ့ဒီအဖွဲ့အစည်းစီအသေးပဲနော်ဆိုတော့that အဲ့ချက်ကပါလဲဆို you have to tell us the truth today ဆိုတယောက်နဲ့တယောက်ကအမှန်တိုင်းပြောရမယ်နော်အပြစ်ဖန်တာအပြစ်ဝင်ဖြာပြီးတောင်းရမယ်နော်ဆိုတော့အဲ့ဒီထဲမှာဘာလဲဆိုတော့ရှင်ပေတူပြောတဲ့အထဲမှာသင်တို့တွင်ရှိသောငါပေတူသည်သင်တို့တွင်ရှိသောသင်အုပ်ချင်းတို့ကိုတောင်းပန်ပါအင်္ဂလိပ်လိုမှာ our fellow elder တဲ့နော် fellow elder ဆိုငါလိုမျိုးသင်အုပ်တယ်ဆိုတော့သူဒီထဲမှာနော်သူရဲ့တခြားသင်အုပ်လို့သူရဲ့ elder လို့လူမျိုးကြီးခြားမှာသူထားတယ်ဆိုတော့ဖခင်သခင်ကသူ့ကိုစကတ်တဲ့ဟာမှာအစေခံတဲ့ဟာမှာနော်စိတ်ကလိုလာစိတ်အပြည့်စိတ်နှလုံးကိုယ့်ရဲ့စိတ်နှလုံးအပြည့်နဲ့နော်ဟာကိုကအတင်းတော်မှာတော့ဒုက္ခထလောက်ထားပါပြီတဲ့ဖះเจ้าကိုမလာဘူးအစည်းအဝေးရှိမှလာဒါမျိုးကစိတ်နှလုံးပြည့်နဲ့စကတ်တာမဟုတ်ဘူးဒါမျိုးကဘာလဲဆိုတော့တာဝန်ရမှုတာဝန်ခံမှုမရှိဘဲနဲ့နေရာလိုချင်လို့နေရာကိုယူထားကြတာဆိုကျမတို့မြန်မာလူမျိုးတွေမှာနော်အဖွဲ့အစည်းမှာပဲဖြစ်အသင်းတော်မှာဖြစ်အဲ့လိုလူတွေကအများကြီးနေရာလိုချင်တယ်လုံးဝတာဝန်ယူမှုတာဝန်ခံမှုဆိုတာမရှိကြကြအဲ့လိုပြောလို့တရားဥပဒေထောက်ပြလိုက်လို့ရှင်သွားပြီးအဲ့ထောက်ပြတဲ့သူကိုရေးလဲဝိုင်းကြကြမှာနော်ဆိုတော့ဒါကြောင့်မို့သူကရှင်ပေတူကပြောတယ်နော်နောက်ဆုံးအဆုံးသတ်မှာတော့ဘသူ့ကိုဖြန့်ဖြေရတာလဲဆိုတော့
နော်ကျမတို့ရဲ့အထက်အရာရှိကျမတို့အထက်အရာရှိကသူ့ရဲ့အထက်အရာရှိဘာဖြစ်လို့လဲဆိုတော့ကျမတို့ကမှန်မှန်ကန်ကန်အလုံးမလုံးဘူးဆိုရှင်ကျမတို့နဲ့အထက်မှာရှိတယ်ကျမတို့ရဲ့အထက်အရာရှိကိုကလည်းကျမတို့ကိုကောင်းကောင်းကင်တွယ်နိုင်မှာဖြစ်ပဲမကင်တွယ်နိုင်လို့ရှိရင်သူ့ရဲ့ဟိုဘက်ကအုပ်စုကနော်သူနဲ့ရာသူတူတရားရဲ့အုပ်စုကဘလို့ကင်တွယ်နေသူ့လူတွေကကောင်းကောင်းမွန်လုံနေလို့သူ့လူတွေကအထွတ်နေလို့ရှင်သူတို့အချင်းချင်းပြန်ပြီးတော့ဟေးမင်းတော့ဒီလိုလုံနေဒီလိုမျိုးလေးအောင်ဆိုလာဦးကြီးထိုင်အိမ်သိမ့်ပြဘာဖြစ်လို့လဲဆိုတော့နှမဆိုရင် तू ကသူ့ထက်ရာရှိကို तू ပြန်ပြီးတော့တင်ပြမှာလေဆိုလိုချင်တာအဆင့်ရှိရင်နောက်ဆုံးတကယ်အဆုံးသက်ကဘယ်သူရှိကိုသွားမှာလဲအကုန်လုံးကဘုရားသခင်ရှိကိုရောက်တာအဲ့ကြောင့်ကျမတို့ကဘယ်သူပဲဖြစ်ဖြစ်အငယ်ဆုံးသောသူလေးကနေစပြီးကြီးဆုံးသောသူဖြစ်ဘုရားသခင်ကိုသိတယ်ဘုရားသခင်ကိုသိတတ်တယ်ဆိုလို့ရှိရင်စောစောကခေါင်းဆောင်နေရတယ်ဘယ်လိုလဲအနိုင်ယူဘိုးကြပြီးတော့နော်လောဘကြီးပြီးတော့နော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့စေတနာစိတ်နဲ့ဟာငါတို့လုပ်ပေးချင်တယ်အစိတ်နှလုံးကနေယူဖိတ်ပြီးစိတ်နဲ့ဖိတ်ပြီးလုပ်ပေးတဲ့ခါကြလို့ရှိရင်ဆုံးသက်ကိုကျမတို့ဟိုတာဝန်ယူမှုတာဝန်ခံမှုကျမတို့အဲ့ဒါလောက်ရတယ်ကျမတို့ရဲ့ဖေဟာနော်ဖေဟာရဲ့ကျမတို့ရဲ့တိုးထင်းကြီးနော်အဲ့မှအဲ့ဒီတိုးထင်းကြီးရဲ့ဘုံတော်ကထင်ရှားမှာဖြစ်တယ်နော်ဆိုဘယ်ခေါင်းဆောင်မှအလုပ်တာဝန်မကျေလို့ဟိုအနေပြီးတော့ဟိုဘယ်လိုခေါ်မလဲသူတာဝန်မကျေတဲ့ဟာခေါင်းဆောင်နေလို့မရဘယ်ခေါင်းဆောင်မှခေါင်းဆောင်လို့မရအဆုံးသက်မှာတရားမှုတရားနေတော့တွေ့သွားနာပဲဆိုတာသုံးရသူတယ်ကျမတို့တိုးတိန်ကြီးရှိတယ်နော်ကျန်တာထဲမှာနေတိုးတိန်နေရှက်ပတ်တွေလို့ဆိုတဲ့ဟာကတကယ်ဟိုရှက်ပတ်တကယ်တိုးထိန်နေတဲ့သူတွေပဲပြောတာမဟုတ်သလိုဒီစကားအခုကျမှဒီခေတ်ရောက်တော့မှကျေးဇူးတော်ကာလာရောက်တော့မှသင်းအုပ်တွေကိုရှက်ပတ်လို့ဟောအဲ့ဒါတခုတည်းနဲ့လည်းမဟုတ်ရှက်ပတ်ဆိုတာဘာလဲဆိုတော့ခေါင်းဆောင်နေအကုန်လုံးဥပမာဣသရေလတိုးထိန်နေလို့ပြောလို့ရှိရင်အဲ့ထက်မှာဘယ်သူတွေပါလဲဆိုတော့ခေါင်းဆောင်ဆိုတဲ့နေရာမှာနိုင်ငံရေးခေါင်းဆောင်တွေထိတ်ဆုံးရပါတယ်နိုင်ငံခေါင်းဆောင်လူမျိုးစုခေါင်းဆောင်နော်အရင်အရေးကြီးတယ်သူတို့တွေကဖျားသခင်ရဲ့လက်ထောက်တိုးတိန်နေတကယ်ဖြစ်တယ်ကျမတို့ဝိညာဉ်ရေးရာခေါင်းဆောင်မှ shepherd မဟုတ်ဘူး biblical ရနော်အဲ့ဒါကြောင့်ယေဇကျေလ Ezekiel ဘလောက်လဲ34နော်34မှာတော့ဖတ်ကြည့်is la shepherd ကိုဘယ်လိုပြောထားလဲဆိုတော့ကျမတို့ကနေပြီးတော့နောက်တစ်ပိုင်းနော်နောက်တည့်ရ what I do ဆိုတဲ့ဟာကိုနောက်တည့်ရကြလို့ရှင်ငါးပိုင်းများပေါ့ငါးရက်များပြန်ပြီးတော့ကျမတို့လေ့လာကြအောင်နော်အားလုံးကဘုရားသခင်ကနေပြီးတော့ကောင်းကြီးပေးတော်သူများဖြစ်ကြပါစေ